စားစရာဆန်လေးရှိပါနေစရာအိမ်လေးရှိတော့လားစတူဒီယိုရတော့ဒီနေ့ကတာဘယ်ချီခါမအေးလေးနာလေးဆရာတော်ရဲ့မြန်မာနိုင်ငံကြီးလုံးလုံးတဲ့စနေတန်တွေနဲ့မိကိုတန်းလေးကြမှာကျွန်တော်တို့ဘယ်လိုသိဆက်နေရအောင်မလဲဗျာပြန်ပြရရောလေးရှိတော့မီဒီယာစားစရာဆန်လေးရှိတော့မီဒီယာအင်းလေးရှိတော့လားတကယ်ဆိုကျွန်တော်တို့ပြည်သူတွေလိုချင်တာကအေးချင်းနဲ့နေချင်းတရားပါဗျာ